ဒါကကွန်ရဲ့ယာယီခိုအောင်ရဖြစ်ရမှာဖြစ်ပေမဲ့ငါလူကြီးကတဖြည်းဖြည်းကြီးထွားလာပြီးဒီအမိုးခုံးကလည်းအကောင်ကြီးကိုမဆန့်တော့တဲ့အပြင်အပေါ်ကအမိုးကလည်းတကယ်ပဲပြိုကျလူနေပါဖြစ်နေလို့အဖွဲ့သားတွေကကွန်အတွက်လိပ်စာအတစ်တစ်ခုရှာပေးဖို့ဆုံးဖြတ်ခဲ့ကြတယ်တင်မောအုပ်စုကြီးထွက်ခွာလာခဲ့ပေမဲ့ကွန်ရဲ့အာယုံခံစားမှုတွေကကုန်တင်တင်မောပေါ်မှာတင်တစ်ခုခုကိုကြိုတိနေပြီးသူ့ရဲ့တန်ကြိုးတွေကိုဖျက်တောက်ဖို့ရုန်းကန်လှုပ်ရှားလာခဲ့တယ်တကယ်တော့သူ့ရဲ့အဓိကပြိုင်ဘက်ဂေါ်စီလာကရောက်ရှိလာခဲ့တာဖြစ်ပြီးရေဘုံကျဲတိုက်ခိုက်မှုတွေကိုရှောင်တိန်ရင်ဂေါ်စီလာကရေအောက်ထဲနက်နက်ရှိုင်းရှိုင်းငုပ်ရှိုးကအဲ့ဒီတိုက်ခိုက်မှုတွေကိုဘာမှမဟုတ်သလိုဥပိ္ပခါပြုခဲ့တယ်ပြီးနောက်ရေပြင်ပေါ်ကိုအရှိန်အဟုန်ပြင်းပြင်းနဲ့ပြန်တက်လာပြီးသူ့ရဲ့ထက်မြက်လာတဲ့ကြောရိုးစုတောင်တွေနဲ့စစ်တင်မောကြီးတစ်စင်းကိုအလဲကနေအပိုင်းပိုင်းပြတ်သွားအောင်ပိုင်းဖြတ်ပစ်လိုက်တယ်လူသားတွေရဲ့စစ်တင်မောတွေဟာဒီလိုအကောင်ကြီးအတွက်ရေချိုးကန်တွေကအယုတ်လေးတွေလိုပါပဲထိတ်တန့်အဆင့်ဒုံးကြီးတွေတောင်ကုတ်ချစ်ရလေးတစ်ခုမျှမကြံစေပဲသူ့ကိုပို့ပြီးတော့ပဲဒေါသထွက်စေခဲ့တယ်သူ့ရဲ့ကြီးမားလာတဲ့အမီးတစ်ချက်ခတ်လိုက်ရုံနဲ့တိုက်လေရင်တစ်စင်းကိုရင်ကောင်းတစ်ကောင်လိုမိုးပေါ်ကနေရိုက်ချပစ်လိုက်ပြီးအဲ့ဒီအမီးနဲ့ရိုက်ချမှုကြောင့်မျက်တောင်ဖြတ်အတွင်းအခြားတင်မောနှစ်စင်းကိုပါထပ်မံဖျက်ဆီးပစ်လိုက်တယ်ပြီးတော့သူကကွန်စီကိုတန်တန်မတ်မတ်ဥတီလာခဲ့ပေမဲ့ငါတို့ကောင်ကွန်ကတော့ချီနှောင်ခံထားရတော့မှဖြစ်ပြီးပျက်စီးသွားတဲ့ရေတက်တင်မောအပိုင်းအစတွေမျောပါလာတာကိုမြင်လိုက်ရတဲ့အခါသူ့ရဲ့ကဘာဥယံသူရောက်လာပြီဆိုတာသိသွားခဲ့တယ်ကွန်ကသမုတ်ဒရာတခွင်တုံခါသွားစေမဲ့ကြောက်မက်ဖွယ်ဟိဟောက်တန်ကြီးကိုလွှတ်လိုက်ပြီးဂေါ်စီလာကလည်းလိုင်းလုံးတွေထဲကနေချက်ချင်းရုံထွက်ပေါ်ပေါက်လာခဲ့တယ်အဲ့ဒီထိတ်တိုက်တွေ့ဆုံမှုရဲ့ပြင်းထန်တဲ့ရိုက်ခတ်မှုအားကကြီးမားတဲ့ကုန်တင်တင်မောကြီးကိုမုတ်ပြားတစ်ခုလိုမှောက်ခုံလန်သွားစေခဲ့ပြီးဝင်းရံကူညီပေးနေတဲ့တင်မောအုပ်စုကလည်းတွတ်ဆုံမနေပဲဂေါ်စီလာကိုသူတို့